ဒီတစ်ခါပြောမှာကမိမကူ6ခြင်းအကြောင်းပေါ့နော်အဲ့တော့ဒီအမျိုးသမီးတို့အတော်များတဲ့မှာတချို့တွေဟာမိမကူ6တဲ့ယောဂခံစားရတယ်အဲ့တော့အကြမ်းမြင်ကြည့်လိုက်လို့ရှိရင်မိမကူ6တက်တဲ့အမျိုးသမီးတွေဟာဒီအရာစကားပြောတဲ့ဟိုပါပေါ့နော်မိရက်ပိန်မိရ6မိရက်ပိန်မိရ6ဆိုတော့သူတို့တွေကများလို့ရှိရင်ပိန်တာများတယ်ပြီးတော့မိရ6ဆိုတာကမိမကူ6တာကိုပြောတာပေါ့နော်မိရပိန်မိရ6ဆိုတော့ခမန်းပြီးတော့ပြောလို့ရတယ်များသောအားဖြင့်ပေါ့နော်တချို့ကြတော့ချွေးချက်တွေအနေနဲ့တခြားလူမျိုးလည်းဖြစ်တတ်ပါတယ်တခြားအခြေအနေပေါ့နော်ဥမာအဲ့ဒါမပိန်နေဝါပြီးတော့ဖြစ်တာမို့လို့ဒါလည်းရှိမှာပေါ့အဲ့တော့ဘာကြောင့်ဖြစ်ရဆိုဇီဝကမ္မဖြစ်စဉ်ပေါ့နော်ဇီဝကမ္မဖြစ်စဉ်ချုပ်ရင်းမှုပေါ့နော်အဲ့တော့အီစတိုဂျင်အထွက်နည်းလို့နော်အီစတိုဂျင်ကဒီမိမကူရဲ့ဒီအကြီးအကျွဲထွက်အောင်သူကလုပ်ပေးတယ်ဆိုတော့အဲ့ဒီအီစတိုဂျင်ထွက်တာနည်းတဲ့အခါကျလို့ရှိရင်မိမကူ6တက်တယ်နောက်တစ်ခုကဘာလဲဆိုရင်တုံဆွဲတဲ့ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုးတွေနော်အဲ့ဒါမျိုးတော့လဲမိမကူ6တက်တယ်နောက်တချို့ကြတော့ဒီမိမကူနဲ့ပတ်သက်တဲ့စီးဆက်ပေါ့နော်စီးဆက်ပတ်လည်မှာကင်ဆာဖြစ်လို့အလားဓာတ်ကြရတယ်တို့ဘာလို့ဖြစ်ရင်လဲဖြစ်တတ်တယ်နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်ရင်လဲမပျော်ရွှင်တာတို့ဘာတို့ပေါ့နော်စိတ်ထိခိုက်တာတို့စိတ်တော့ကရောက်တာတို့နော်နောက်ပြီးတော့အိမ်တော်ရေးအဆင်မပြေတာတို့နော်အဲ့လိုမျိုးကြာရှည်ဖြစ်လာတဲ့ခါကျရင်ဒီမိမကူ6တာတွေဖြစ်လာတယ်အဲ့တော့စောပိုင်းပြောတယ်အီစတိုဂျင်ကြောင့်ဖြစ်တယ်ဆိုတော့အီစတိုဂျင်ဘယ်အချိန်မှာကြာတယ်သွေးဆုံးတဲ့အချိန်မှာအီစတိုဂျင်ကြာတယ်နောက်ပြီးတော့ကလေးမွေးဖွားပြီးတော့ကလေးနှိုးတိုက်တဲ့အချိန်မှာအီစတိုဂျင် level ကျတတ်တယ်နောက်ပြီးတော့ဆေးဝါးကြောင့်နော်ဆေးဝါးကြောင့်ဒါအီစတိုဂျင် level ကျတယ်ကျတဲ့ခါကျရှင်ဒီမိမကူ6တာကိုဖြစ်လာတယ်ဒီကြားထဲမှာအမျိုးသားကြောင့်လည်းဖြစ်တယ်အမျိုးသားကဒီနေဆက်ဆံတဲ့အခါမှာဒီအပေးအယူမရှိဘူးเนาะအပေးအယူမရှိဘဲနဲ့ဟလာဟိုအတင်းအာဓမပေါ့နော်ပြုတဲ့အခါကျလို့ရှိရင်မိန်းမတွေကစိတ်ကုန်သွားတယ်စိတ်ကုန်သွားတဲ့အခါကျလို့ရှိရင်မိမကို6တာတွေဖြစ်တတ်တယ်နောက်တစ်ခုကဘာလဲဆိုရင်ဒီရားရံတဲ့နေရာမှာသုံးတဲ့ antihistamine ပေါ့နော် antihistamine ဆိုတဲ့ဆေးဝါးတွေအဲ့ဒါဒီသုံးဆွဲလို့ရှိရင်လည်းမိမကို6တာတွေဖြစ်တတ်ပါတယ်နောက်ပြီးတော့အမျိုးသမီးတွေသုံးတဲ့တကူကြီးနော်ဒီမိမကိုတန့်တဲ့ဆေးပေါ့နော်နောက်ပြီးတော့ဒီပေါင်တာမှုတ်တခုခုပေါ့နော်အဲ့ဓာတုပစ္စည်းတွေနော်သုံးဆွဲမိလို့ရှိရင်လည်းတခါလေမိမကို6တတ်ပါတယ်အဲ့လိုမိမကို6လို့ရှိရင်ဘယ်လိုကုသပေးလဲအဓိကသူကအီစတိုဂျင်ဟော်မုန်းမထွက်လို့မိမကို6တဲ့ပြည်ကြောင့်အီစတိုဂျင်ဆေးဝါးတွေနော်ပေးရတယ်သုံးဆွဲရတယ်အီစတိုဂျင်ဆေးအကူကိုယူပေးရတယ်အကယ်၍အီစတိုဂျင်မသုံးခြင်းเนาะတခြားဘာရှိလဲဆိုရင်ဒီချောစီသုံးတာတို့เนาะ moisturizer เนาะဒီအဆိုဓာတ်ထိန်းတဲ့ရေသုံးတာတွေပဲလုပ်ပေးနိုင်ပါတယ်ဒီခန္ဓာကိုယ်ရဲ့အတွင်းဒွါယာပေါက်ဒီမှာเนาะဒွါယာပေါက်တွေအတွင်းနေရဟာပါဇက်ပဲဖြစ်ဖြစ်မိမကိုပဲဖြစ်ဖို့เนาะအမြဲတမ်းသူကအဆိုဓာတ်ရှိတယ်အဆိုဓာတ်နဲ့သူကထိန်းထားတယ်အဲ့တော့ဒီအမျိုးသမီးတွေကနော်အဲ့လိုအဆိုဓာတ်မထွက်တဲ့အခါနော်မထွက်တဲ့အခါကျလို့ရှိရင်ဒီချောစီသဘောမျိုးမဖြစ်တဲ့အခါနေဆက်ဆံတဲ့အခါမှာနာကျင်တတ်တယ်အဲ့လိုနာကျင်တဲ့အခါအမျိုးသားလည်းဆိုကြပါစို့စိတ်မရှိနော်စိတ်မရှိအတင်းပြီးတော့အတင်းလုပ်တဲ့အခါကျလို့ရှိရင်ဘာဖြစ်လဲဆိုတော့အတင်းမှာပူးလောင်ပြီးတော့ဒီပုံပဲ့ဒါတွေပဲဖြစ်နိုင်တယ်နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီမိမကိုရဲ့အတွင်းနှခမ်းမှာဘာတိုလင်းဆိုတဲ့ဂလင်းတစ်ခုရှိတယ်နော်အဲ့ဂလင်းကလည်းအဲ့လိုကာမဆက်ရှက်တဲ့အချိန်မှာအဲ့ဂလင်းတွေကနေတော့အရေထွက်ပေးရတယ်နော်အဲ့တော့အဲ့ဂလင်းတွေကိုအကယ်၍နော်ပိုးဝင်သွားလို့ရှိရင်ဘာတိုလင်း abscess ဆိုပြီးတော့ပြည်တယ်လာဖြစ်တတ်တယ်အဲ့ဒါဆိုရှင်သူကဒီလိင်ဆက်ဆံတဲ့ခါမှာအရမ်းနာတယ်မခံနိုင်နော်ပြီးတော့လူနာဖျားတယ်လို့ကြိုက်တယ်လို့ဘာလို့ဖြစ်တတ်တယ်အဲ့ခါကျတော့ရှင်ခွဲရတယ်ခွဲတဲ့ခါကျအဲ့ဘာတိုလင်း abscess ကိုခွဲလိုက်လို့ရှင်အနံဆိုးတအားထွက်တယ်နော်အရန်နံတယ်အဲ့တော့ဘာတိုလင်းတဲကိုပိုးဝင်သွားတယ်ဆိုတော့ဘယ်လိုအခြေအနေမှာပိုးဝင်လဲနော်အပေါ်သွားပြီးတဲ့အခါကျရင်ဟလာမိကိုရေနဲ့တန်ရှင်းစင်ကြဲဆိုတာစေးကြောတာတို့နော်နောက်တစ်ခုနောက်ဖေးတက်တဲ့အခါမှာဆိုရင်လည်းဒီစိုးစေးတဲ့အခါမှာပေါ့နော်ရှေ့ကနေပြီးတော့နောက်ကိုပုတ်စေးရတယ်နော်ရှေ့ဘက်ကနေတော့
နောက်ရောက်သွားပြီတခါရှေ့ကနေနောက်အဲ့လိုမျိုးသွားရမယ်နော်ရှေ့ဆွဲလိုက်နောက်ဆွဲလိုက်ဆိုရင်အဲ့ဒီချိုးကမစင်တဲ့ကပိုးတွေကဒီရှေ့အပေါက်ထဲကိုဝင်သွားပြီးတော့ခေါ်မလဲဟိုပါပေါ့ပိုးဝင်သွားတာပေါ့နော်အဲ့ဘာလို့လဲ abscess တွေပဲဖြစ်တယ်အဲ့တော့ဘယ်လိုလူမျိုးတွေဖြစ်တတ်လဲဆိုတာဟိုဟာတကူကြီးတန်ရှင်းမှုပေါ့နော်စနစ်တကျမလုပ်တတ်တဲ့လူတွေနော်ဖြစ်တယ်လို့လုပ်တဲ့လူနောက်တစ်ခါဘာလဲဆိုတော့ဒီသုံးဆွဲတဲ့အိမ်သားရေနော်အိမ်သားရေမတန့်တာတချို့အိမ်သားရေမှာမိချောင်းအောင်ထွက်မိချောင်းဆိုတာဟိုပိုးလောက်လမ်းလေးတွေနော်ညစ်ပတ်တာပေါ့နော်အမုံမှားတွေကိုသုံးတဲ့အိမ်သားရေကလည်းတန့်ဖို့လိုတယ်နောက်ပြီးတော့အရွယ်လွန်တဲ့အဖွားကြီးတွေနော်ကလေးများများမွေးထားတဲ့ခါကျတော့သူတို့ရဲ့မိမှုကိုအောက်ကကျဲနေတယ်ကျဲနေတဲ့အခါနောက်တစ်ခုကသူတို့တွေကဒီသိပေါက်ပြီးလို့ရှိရင်ပေါ့နော်အပေါ်သွားပြီးလို့ရှိရင်တေချာမဆေးဘူးနောက်ဖေးသွားရင်လည်းဟိုဖြစ်သလိုဆေးလိုက်တယ်နော်စနစ်ကြမရှိတဲ့ခါကျရင်ငကူကမိမကူကလည်းကျဲနေတော့အဲ့ပိုးတွေကအကုန်စုဝင်လာနော်စုဝင်လာတဲ့ခါကျရင်ခုနပြတဲ့ဘာလို့လဲ abscess တွေပဲဖြစ်တယ်နော်အဲ့တော့ဒီအမျိုးသမီးရဲ့အနေနဲ့ကဘာလဲဆိုရင်ဒီအပေါ့သွားတဲ့အခါအလေးသွားတဲ့အခါတန်တန်ရှင်းရှင်းနေဖို့လိုတယ်နော်မလို့အပ်ပဲနဲ့လဲဟလာပါလဲဒီဆက်ပြာတို့ဟလာနော်ဒီခန္ဓာကိုယ်နော်မိမကိုတန့်ရှင်းရေးလုပ်တဲ့ဆေးတွေအဲ့ဒါတွေကလည်းတစ်ခါကြရင်မိမကိုခြောက်တာတွေဖြစ်စေတတ်တယ်နော်အဲ့တော့ဒီမိမကိုခြောက်လို့ရှိရင်နောက်ဆက်တွဲဘာဖြစ်လဲဆိုတော့အိမ်တော်ကြီးဒုက္ခမပြည့်ဘူးမပြည့်တဲ့အခါကျလို့ရှိရင်တချို့ဆိုရင်အိမ်တော်ကွဲသွားတဲ့အဆင့်ရှိတယ်အဲ့ဒါအဓိကတရားခံပါလေမိမကိုခြောက်ခြင်းဖြစ်တယ်အဲ့တော့ဆင်ញင်ကြပါအားလုံးကျေးဇူးတင်ပါတယ်